မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်လေးစားအာကိုအားထားပြုကြတဲ့ဘုရားတာဝကတပည့်တရားဓမ္မများအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းနေထိုင်ခြင်းဖြင့်ဘဝမှာချမ်းသာဒုက္ခရရှိပြီးနောက်ဆုံးဘဝတန်တရားခရီးမှလွတ်မြောက်ပြီးနိဗ္ဗာန်တရားမျက်မှောက်ပြုနိုင်တဲ့အနေအထားမျိုးရောက်ရှိနိုင်တာဖြစ်တယ်ဘဝခရီးရှောင်လန်းနေတဲ့အချိန်မှာလဲအခက်ခဲတွေပြမန်းဆင်းရဲမှုတွေနည်းနိုင်သမျှနည်းပြီးချမ်းသာဒုက္ခရရှိကပျော်ပျော်ရွှင်ရွှင်နဲ့ဘဝခရီးရှောင်လန်းနိုင်တဲ့အဆုံးအမတွေကိုမြတ်စွာဘုရားဟောကြားတာဖြစ်တယ်မြတ်စွာဘုရားကတရားတွေကိုကဲတင်နေဆိုတဲ့နေရာမှာဟိတေဘဝတ္တနေနအာဟိတာသနိဝတ္တနေနတရားရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်မဲ့အကြောင်းတရားတွေကိုဖြစ်အောင်လုပ်ဖို့ဆိုးကျိုးကိုဖြစ်ပွားစေတတ်တဲ့အကုသိုလ်တရားတွေကနောက်ဆုံးရှောင်ရှားဖို့ဆိုတဲ့ဒီနှစ်ချက်နဲ့အဓိကထားပြီးတော့တရားရည်တဏ္ဍမှာကြားရောက်လာနိုင်တဲ့ဘေးရအန္တရာယ်တွေကိုကာကွယ်ဆောင်ရှောက်ကယ်တင်တာဖြစ်တယ်ပေါ့အစွမ်းတကူကိုသုံးချပြီးတော့တရားရည်ကိုကယ်တင်တယ်ဆိုတာလောကကြီးမှာဖြစ်နိုင်တဲ့အရာမရှိဘူးလူတွေရဲ့စွမ်းအားတတ္တိသည်လူတွေရဲ့တဏ္ဍမှာရှိတယ်လူတိုင်းဟာတကယ်ကိုစစ်မှန်တဲ့အရည်ချင်းဟာမိမိတို့ကိုယ်တိုင်ရဲ့တဏ္ဍမှာသာရှိတယ်ဆိုတာကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမှတ်သားထားဖို့လို့လူတိုင်းမှာအစွမ်းတတ္တိတွေရှိနေကြတာဖြစ်တယ်ထိုအစွမ်းတတ္တိတွေကိုထက်မြက်အောင်လေ့ကျင့်ပေးခြင်းအပြင်လူတွေဟာထူးချွန်တဲ့ပုဂ္ဂိုလ်အနေထားမျိုးကိုရောက်နိုင်ကြတယ်ဆိုတာလူတိုင်းဟာလက်တွေ့အနေနဲ့ပြောဖျားလောင်းနေဆိုတာငကိုကတာမန်လူတူမြတ်တာဖြစ်တယ်သို့တော့ကြီးမားတဲ့ရည်ရွယ်ချက်ကြိုးစားအထောက်မှုဆိုတဲ့လုံလဝိရိယပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့အများကျိုးကိုကယ်တင်မယ်ဆိုတဲ့ရည်စူးချက်နဲ့လေ့ကျင့်ပြီးတော့ယူလိုက်တဲ့အခါမှာမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားတာဖြစ်တယ်အားလုံးပုဂ္ဂိုလ်တွေဟာလည်းထို့တူပဲမိမိတို့တဏ္ဍာမှာရှိတဲ့အရည်ချင်းကိုမြင့်တင်ပေးခြင်းအပြင်တဏှာမှာချမ်းသာဒုက္ခရပြီးနောက်ဆုံးတဏှာကလွတ်ကင်းသွားနိုင်တဲ့ဆွမ်းဆောင်မှုမျိုးတွေကိုရရှိမှာပဲဖြစ်တယ်ပေါ့ဆိုလိုတာကလူတွေရဲ့အစွမ်းတတ္တိဆိုတာ internal လို့ခေါ်တဲ့ကိုယ့်ရဲ့အစ္ဆဒတဏ္ဍမှာသာရှိတာဖြစ်တယ်ဆိုတာပြောမယ်ဆိုရင်ကံဆိုတာအကြောင်းတရားတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာကြီးပွားတိုးတက်မှုအတွက်ကံကိုမျှော်လင့်ဆောင်စားနေကြရမှာမဟုတ်ဘဲနဲ့လုံလဝိရိယရှိနဲ့အတိညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့လုပ်ကြရမှာဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟာဒီတိုင်းပဲတစ်ဖက်သားကိုအားကိုးရမှာမဟုတ်ဘူးလောကလူသားတွေဟာတစ်ဖက်သားကိုအားကိုးလို့တဲ့စိတ်တွေကြောင့်ကြော့ညံ့မှုတွေဖြစ်သွားကြအဲ့တော့မြတ်စွာဘုရားကိုဘုရားဘာသာဝင်တွေကိုးကွယ်တယ်ဆိုဒီမှာတိုင်းတာတစ်ခုရတာကိုးကွယ်တာဖြစ်တယ်ဘယ်လိုတိုင်းတာနဲ့ကိုးကွယ်တယ်လဲလို့ဆိုလို့ရှိရင်
မြတ်စွာဘုရားထံကလမ်းညွှန်ဆုံးမမှုရရှိဖို့အတွက်ကိုယ်ပဲဒီတဲ့မပူဘူးမြတ်စွာဘုရားကမလုံးတင်တာနဲ့လုံးတင်တာခွဲခြားဟောတယ်အကျိုးရှိတာနဲ့မရှိတာဟိတနဲ့အာဟိတခွဲခြားဟောတယ်အဲ့ဒီခွဲခြားဟောတဲ့အတိုင်းဟိတကိုလှုပ်ဆောင်တာတို့အာဟိတကိုရှောင်တာတို့ဆိုတာမိမိကိုယ်တိုင်လုပ်ရတဲ့ကိစ္စတွေသာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆောင်ရွက်မှုဟာမိဘဆရာတဦးရဲ့ဆောင်ရွက်မှုမျိုးသာဖြစ်တယ်လုပ်ရမှာကမိမိကိုယ်တိုင်သာလင်းဖြစ်တယ်ဒါကြောင့်မို့ဘုရားသရဏဂိသာမိဘုရားကိုကိုးကွယ်ပါတယ်လို့ဆိုတာဟာဘာလို့ရမယ်ဘာမလို့ရဘူးဆိုတာသိဖို့အတွက်ကိုးကွယ်ပြီးသိရှိပြီးတဲ့နောက်ကျရင်အတ္တဟိအတ္တနောနာထောမိမိဒီသာလည်းမိမိရဲ့ကိုယ်ဝေဟာဖြစ်တယ်ပေါ့အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုးစားရမှာလို့ဆိုလိုတယ်အလုပ်တစ်ခုကိုကိုယ်ကိုယ်တိုင်လုပ်ရမြတ်စွာဘုရားကဓမ္မပဒဂါထာမှာရှင်းရှင်းလေးဟောထားတာရှိတုံမေဟိကိစ္စအာတပ္ပအခါတာရောတထာဂတတထာဂတဆိုတဲ့အစင်လာကောင်းတဲ့ပုဂ္ဂိုလ်မြတ်တွေဟာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာလုပ်ရမယ်ဘာမလုပ်ရဘူးလို့လမ်းညွှန်ပြတာဆုဆုံးမရတာဖြစ်တယ်တုံမေဟိကိစ္စအတ္တပံမင်းတို့ကိုယ်တိုင်လာလဲကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဒီကနေ့ခေတ်ကြီးမှာလည်းပဲပညာရည်ချင်းမြင်မာဖို့သူများကိုအားကိုးရမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားစီးပွားဥစ္စာတိုးတက်ဖို့သူများကိုမျှော်လင့်ရမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားအထောက်သို့တော့သူများစီကရတယ်ဆိုတာဟာအကြံကောင်းဉာဏ်ကောင်းဤစနစ်မျိုးလောက်သာပဲသူများစီကရကိုယ်တိုင်လုံးနိုင်တာတွေကိုယ်တိုင်ကြိုးစားအထောက်တီထွင်ကြံစနိလန်းရဆိုတဲ့အတိုင်းမိမိတို့ကိုယ်တိုင်တီထွင်ပြီးကိုယ်တိုင်စဉ်းစားညံ့နဲ့လုပ်ကင်ဆောင်ရွက်ကြအောင်ဒါကြောင့်မို့ကြီးပွားတိုးတက်ခြင်းနဲ့ဆန္ဒဆိုတာရှိရမယ်ထိုဆန္ဒရှိသည့်အားလျော်စွာကြိုးစားအထောက်မှုဆိုတဲ့လုံလဝိရိယအရေးကြီးတယ်ကြိုးစားအထုတ်တဲ့အခါမှာအခက်ခဲဆိုတာမရှိဘူးမို့ရည်သည့်ကိစ္စပဲဖြစ်ဖြစ်အဖို့အထစ်အခက်ခဲကြော်လွှားเสียဆိုတာရှိအဲ့ဒီချိန်မှာစိတ်ဓာတ်ချမ်းခိုင်မှုဆိုတာအရေးကြီးတယ်ပေါ့ဒါရင်လုံလောက်ပြီလားလို့ဆိုအချုပ်အားဖြင့်ပြောမယ်ဆိုရင်လူတွေရဲ့အသိဉာဏ်စဉ်းစားဉာဏ်ဟာပို့ပြီးတော့အရေးကြီးတယ်ကြိုးစားပြီဆိုတဲ့စဉ်းစားဉာဏ်နဲ့လောက်ကြအောင်ဖြစ်တယ်သန္နဝိရိယစိတ်တဝိမာန်တဆိုတဲ့ဒီအရေးချင်းနေကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားခြင်းဖြစ်အောင်မြင်မှုဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ကြမှာပဲဖြစ်တယ်နိုင်ငံရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်အလုံးခုပရိဟိတလုပ်ငန်းကိုလုပ်နေကြတယ်ဆိုတာဟာမိမိတို့ကိုယ်တိုင်ကြိုးစားအထောက်မှုတွေနဲ့သွားကြတာဖြစ်တယ်မိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ကြအဲ့လိုကြိုးစားအထောက်မှုဆိုတဲ့အရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်လို့ကိုယ်တဏ္ဍာမှာလိုအပ်နေတဲ့အရေးချင်းတွေကိုကိုယ်တိုင်ဖြည့်ဆည်းပြီးတော့ဒီတဲ့ဒီတိုးတက်အောင်လုပ်မိမိကိုယ်တိုင်တိုးတက်အောင်လုပ်ခြင်းအဖြစ်မိမိတို့လူမျိုးမိမိတို့ဘာသာသာသနာမိမိတို့ရဲ့မြို့နယ်မိမိတို့ရပ်ကွက်မိမိတို့ရဲ့တိုင်းပြည်ဆိုတာလို့လူတိုင်းဟာကိုယ်တိုင်ကောင်းအောင်ကြိုးစားအထောက်ခြင်းဖြင့်များကောင်းမှုဖြစ်တယ်ဘယ်လိုလုပ်ပဲလုပ်လို့ I do my best ဆိုတိုင်းပဲကောင်းဆုံးဖြစ်အောင်လုပ်ကောင်းဆုံးအောင်ဖြစ်အောင်လုပ်ခြင်းဖြင့်ရလဒ်ကောင်းတွေကိုရရှိလာမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းကြိုးစားဖို့အားပေးတယ်ရဟန်းတွေကိုဘယ်လောက်ထိဟောတော့ဆိုရင်
ငါကိုယ်တိုင်ဟာဒီအသိဉာဏ်တစ်ခုကိုရဖို့ရအတွက်အယုချေချေအရေးခန်းခန်းကျိုးပန်းအထုတ်ခဲ့သည့်အတွက်ကြောင့်ဒီလိုထူးခြားတဲ့အဆင့်ကိုရရှိလာခဲ့တာဖြစ်တယ်သင်တို့ကိုယ်တိုင်လည်းပဲကြိုးစားအထုတ်မယ်ဆိုရင်ဒီအဆင့်ကိုရမှာပဲလို့မြတ်စွာဘုရားကိုယ်တိုင်ကဒီလိုဟောတာအဲ့ဒီနေရာမှာမြတ်စွာဘုရားသူကိုယ်တိုင်ဟာအခြေခံအကြောင်းနှစ်ခုကိုဗဟိုပြုပြီးတော့လုပ်ခဲ့တယ်ဆိုတာဘုန်းကြီးတို့တွေမှတ်သားထားဖို့ရာကကုသလေတုဓမ္မေတုအပ္ပံတုဋ္ဌိတာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကိစ္စမျိုးမှာဘယ်တော့မှရောင်ရဲတင့်တိမ်သွားတယ်ဆိုတာမရှိစေရဘူးကောင်းတဲ့အလုပ်ကိုလုပ်လိုက်တာလုပ်တာနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင့်တိမ်မှုမရှိစေရမရောင်ရဲရဘူးဆိုတာဆက်လုပ်ရမယ်တိုးလုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ် wholesome state လို့ခေါ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတတ်တဲ့အရာနဲ့ပတ်သက်လာလို့ရှိရင်ဘယ်တော့မှကုသိုလ်လုပ်ငန်းကိုရပ်တန့်မယ်လို့ဆိုတာမျိုးမရှိဘူးမိမိအတွက်ကောင်းကျိုးပဲဖြစ်စေတစ်ဖက်သားတွေရဲ့ကောင်းကျိုးပဲဖြစ်စေကောင်းကျိုးချမ်းသာရအောင်ကြိုးစားအထောက်အဲ့လိုကြိုးစားအထောက်မှုဆိုရယ်ကုသိုလ်ကောင်းမှုတရားစကားနဲ့ပြောရင်ကုသိုလ်ကောင်းမှုကောင်းတဲ့လုပ်ငန်းတွေမှန်သမျှခြေနဲ့အားရပြီးတော်လောက်ပြီးလို့မရှိဘူးအမြဲတမ်းဖြည့်ဆည်းလုပ်ကိုင်နေတယ်လို့ဒီလိုဆိုအဲ့တော့ကုသိုလ်ဆိုတာပြောမယ်ဆိုရင်ဟိတဆိုတာအကျိုးဤစီးပွားကောင်းမြတ်သောအကြောင်းတရားဒုက္ခရာခြင်းအကြောင်းကိုဟိတလို့ခေါ်အဲ့တော့ဟိတဆိုတာအကျိုးတရားမဟုတ်ဘူးအကြောင်းတရားသာဖြစ်တယ်အကျိုးတရားတွေကိုပွားစီတိုးတက်စေတတ်တဲ့အကြောင်းတရားဆိုပါတော့လူငယ်တယောက်ကြီးပွားတိုးတက်ဖို့ဆိုတာလူကြီးသူမတွေရဲ့စကားကိုယူသိလေးစားတယ်လိုက်နာတယ်ကျောင်းမှန်တက်တယ်စာကြိုးစားတယ်လိမ့်လိမ့်မမနေတယ်ဆိုတာဓာတုအတွက်ဟိတတွေပဲအဲ့ဒီဟိတတွေဖော်ဆောင်ခြင်းအဖြစ်သူဟာဒုက္ခဆိုတာအောင်မြင်မှုရလဒ်ကိုရတယ်အဲ့ဒါကိုဆိုလို့ဟိတဆိုတာတစ်ဖက်သားအတွက်အခြေအနေကောင်းတွေကိုဖန်တီးပေးတာအခြေအနေကောင်းဆိုတာအများအားရှိတာမဟုတ်ဘူးယမယံခါအခြေအနေကောင်းဆိုတာရှိတယ်ဥပမာမဲ့မြန်မာနိုင်ငံနဲ့ပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့အခြေအနေကောင်းတစ်ခုပြောရမယ်ဆိုရင်မြန်မာနိုင်ငံဟာမြေကောင်းရေကောင်းတွေပေါ်များကျွယ်ဝတဲ့နိုင်ငံဖြစ်တယ်မြေကြီးအောက်ကတယံဇာတတွေအသာထားမြန်မာလူမျိုးတွေနေထိုင်ကြတဲ့မြေကြီးမြန်မာလူမျိုးတွေနေထိုင်နေတဲ့ပထဝီမြေကြီးမြေလွှာကြီးဟာအမတန်ပြေဩဇာတွေကျွယ်ဝတဲ့မြေလွှာကြီးပဲဖြစ်တယ်နောက်တစ်ဘက်ကကြည့်လို့ရှိရင်ရာသီဥတုဖေပါပေးတယ်အလုံးဆိုးရတဲ့ရာသီဥတုမရှိဘူးမြန်မာနိုင်ငံမှာရာသီဥတုကဆောင်းတွေမိုးဆိုတာလေးဟာတမန်လောက်ပဲသူများနိုင်ငံဆောင်းဆိုတာစနိုးတွေဖုံးလို့မျက်တောင်မရှင်နိုင်ဘူးမြန်မာနိုင်ငံမှာစနိုးဖုံးတာမဟုတ်ဘူးအပေါ်ကနေနှင်းကလေးကျပြီးလို့ရှင်တစ်ပင်တွေက9000မှတန်းသေးတယ်တခြားနိုင်ငံတွေမှာစနိုးကျဖုံးသွားရင်ဘာမှဆိုင်လို့မရဘူးမြန်မာနိုင်ငံမှာဆောင်းတွေမိုးဆိုတဲ့ရာသီမြန်မာလူမျိုးတွေပိုင်ဆိုင်ထားတဲ့ဒီမြေဩဇာပြည့်ဝတဲ့မြေကြီးဒီလိုအခြေအနေကောင်းရှိနေတဲ့မြန်မာနိုင်ငံမှာစိုက်လိုက်မယ်ပြိုးလိုက်မယ်ဆိုလို့ရှိရင်
မြန်မာလူမျိုးတွေဝါဝလင်းလင်းစားရယုံမြတ်မကပိုရှန်တဲ့သီးနှံတွေကိုတခြားနိုင်ငံတွေရောင်းလို့ကျွယ်ဝချမ်းသာတဲ့အဆင့်မြေကြီးတစ်ခုတည်းကတောင်မှပဲပေးနိုင်တယ်လို့ပြောလို့ရတယ်ပေါ့ပေးနိုင်တယ်ဒါအခြေအနေကောင်းအဲ့ဒါကိုဟိတလို့ခေါ်တယ်တခြားနိုင်ငံတွေမှာဆိုပါစို့အစ္စရေးတို့လိုနိုင်ငံတွေဟာအလွန်ကြိုးစားဘာကြောင့်စိုက်ပျိုးလို့မရတာတဲကန်တာလားတစ်ဖက်ကိုကြည့်လိုက်လို့ဆိုရေငန်းနေပင်လယ်ပြင်ကြီးတစ်ဖက်ကတဲကန်တာလားအဲ့ဒီမှာဘယ်လိုလုပ်စိုက်ရတော့ဆိုမြန်မာပြည်ကမြေလူဖြစ်အောင်သူကဖန်တီးရသေးတယ်ပလတ်စတစ်ခံပြီးတော့ဩဇာရှိတဲ့မြေတွေကိုတင်ပြီးတဲ့အခါမှာစိုက်လို့ပြုလို့ရမြန်မာနိုင်ငံမှာဒီလိုမဟုတ်ဘူးမြေကလည်းအကောင်ရေကလည်းအချိုးရာသီဥတုကလည်းအကောင်ဒီအတွင်းမှာဘာလို့နေတော့ဆိုလူတွေရဲ့ကြီးပွားလို့တဲ့ဆန္ဒကြိုးစားလို့တဲ့ဝီရိယကြိုးစားအထောက်မှုဝီရိယစိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ဤပညာလို့ဆိုတဲ့ဝိမာန်သဒီတရားတွေပေါင်းစပ်လိုက်မယ်ဆိုရင်မြန်မာလူမျိုးတွေဟာကောင်းမြတ်တဲ့ result ကိုရလာမှာသိချတယ်ရေကြီးတဲ့ခံမလွယ်တခါတော့စာသဆောင်မှာဖတ်ဖူးတယ်မြန်မာလူမျိုးတွေပိုင်ဆိုင်တဲ့မြေဟာလူတန်းပေါင်း200 300မကကျွေးထားနိုင်တဲ့အနေအထားမျိုးထိအောင်မြေကြီးဟာကျယ်ဝန်းတယ်အဲ့ဒါလောက်ကျယ်ဝန်းပြီးအဲ့ဒါလောက်ရေဩစာကျွယ်ဝလို့အေယာဝတီမြေကြီးကလည်းထိတ်ကနေအောက်ထီအောင်စီးဆင်းနေမြန်မာနိုင်ငံရဲ့အလဲဘိုးတဲ့ကနေပြီးတော့စီးဆင်းနေတဲ့အေယာဝတီမြေကြီးဟာရေချိုမြေကြီးတာဖြစ်တယ်ရေချိုယုံနေမကဘူးတမိုးရှိတဲ့နှုံးမြေတွေကိုပါဖြန့်ကျက်ပြီးတော့ပေးသွားလိုက်သေးတယ်ပေါ့အဲ့ဒီလိုနိုင်ငံမျိုးမှမကြီးပွားဘူးဆိုရင်ဘယ်လိုနိုင်ငံမျိုးကြီးပွားမကြီးပွားဘူးဆိုလို့ရှိရင်အခြေအနေကဟိတဆိုတဲ့အခြေအနေကောင်းတွေရှိတယ်အဲ့ဒီနိုင်ငံမျိုးမကြီးပွားဘူးဆိုလို့ရှိရင်ဆန္ဒညံ့နေလို့ဝီရိယညံ့နေလို့စိတ်ဓာတ်တွေညံ့နေလို့အသိပညာတွေညံ့နေလို့ဆိုတဲ့အတွင်းအားတွေညံ့နေလို့သာဖြစ်တယ်ဆိုတာဒါသိကြတယ်အတွင်းအားတွေပြေဝလာပြီဆိုကြီးပွားတိုးတယ်ဒါကြောင့်မို့ internal condition နဲ့ external condition လို့နှစ်ခုရှိအတွင်းနဲ့အပြင်နှစ်ခုပေါင်းစပ်အပြင်အနေနဲ့အလွန်ကောင်းတယ်အတွင်းအစ္ဆဒကောင်းအောင်ကြိုးစားပြုပြင်ပြောင်းလဲပေးခြင်းအဖြစ်ကြီးပွားတိုးတက်သွားနိုင်တယ်လို့ဒီလိုအဲ့ဒီလိုအနေအထားတစ်ခုကောင်းတာကိုဟိတလို့ခေါ်တယ်ပရဟိတလုပ်ငန်းလုပ်တယ်ဆိုတာဟာလည်းပဲတစ်ဖက်သားရဲ့အခြေအနေကောင်းတွေကိုဖန်တီးပေးခြင်းမျှတာဖြစ်တယ်ပေါ့အခြေအနေကောင်းတွေကိုဖန်တီးပေးတာဟာပရဟိတလုပ်ငန်းလို့ခေါ်တယ်ဒုက္ခဆိုတာတိုက်ရိုက်ပေးလို့မရဘူးဟိတကိုသာဖန်တီးပေးလို့ရတယ်ဒုက္ခဆိုတာဟိတကိုအကြောင်းပြုပြီးမှရတာဒါကြောင့်မို့ဟိတနဲ့ဒုက္ခဟာတွဲဖက်ပြီးတော့ထားရသော်ဗျာပွင့်လာတာကသရဝါတွေရဲ့ဟိတဒုက္ခအတွက်လို့ဆိုတယ်ဟိတဆိုတာပါလေမြတ်စွာဘုရားကကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုအထုတ်စေတယ်ဟိတထိုဟိတတွေကိုအထုတ်စေခြင်းအဖြစ်လူတိုင်းသရဝါတိုင်းဟာဒုက္ခဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ကြမှာဖြစ်တယ်ဟောဟိတနဲ့ဒုက္ခဟိတမလုပ်ဘဲဒုက္ခမရဘူးဒုက္ခဆိုတာတိုက်ရိုက်ပေးလို့မရဘူးတိုက်ရိုက်ပေးလို့ရရင်ကိုသားသမီးကိုပညာတတ်ကြီးလုပ်လို့ရမှာပေါ့ပညာတတ်အောင်လုပ်မပေးနိုင်ဘူးသို့တော့မိဘတွေလုပ်ပေးနိုင်တာဘာတော့ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်မယ်ငွေကြေးတနာအသုံးချပြီးတော့စာကြိုးစားခိုင်းမယ်ဒီတဲ့ပို့လားမပို့သာသမီကိုယ်တိုင်ကကြိုးစားပါမှပညာတတ်ဆိုတာဖြစ်တယ်ဟောအတွင်းအပြင်နှစ်ခုမိဘကအပြင်ကိုသာလုံနိုင်တယ်အတွင်းလုံလို့မရဘူးဒါကြောင့်မို့အတွင်းဟာအမှန်တမ်းအရေးကြီးတယ်လို့
အပြင်ကဟိတဘလောက်ကောင်းနေနေအတွင်းဟိတချိုရင်းနေလို့ရှိရင်ဒုက္ခဆိုတဲ့ရဇတ်ကိုရမှာမဟုတ်ဘူးဆိုတာကိုတော့ဆွဲဆွဲမြဲမြဲမှတ်ဖို့ပေါ့ဒါကြောင့်မို့ဒီကနေ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုဟောပြောတဲ့အခါမှာအကြောင်းအရာတစ်ခုကိုဥတည်ပြီးတော့ပြောဖို့မိမိကိုယ်တိုင်မိမိရဲ့ယန္တုမဖြစ်ပါစေနဲ့ဆိုတာကိုယ်မှာဟိတတွေရှိပါလေထိုဟိတတွေကိုလက်တူရှုလို့အာဟိတတွေကိုဖော်ဆောင်နေမယ်ဆိုရင်ကိုယ့်ကိုယန္တုဖြစ်နေတာ ਨੇ တူတူပဲကိုယ့်ကိုဖြည့်ဆည်းတာတန်ကိုတန်ဖြတ်တန်ခြေတက်ဆိုတာတန်ကဖြစ်ပေါ်လာတဲ့တန်ခြေသည်တန်ကိုပြန်စားတယ်မိမိရဲ့အရေးချင်းဉာဏ်ဖြစ်မှုမမယွင်ယွင်လုံးမှုမမယွင်ယွင်တွေးတောကြံစည်မှုပြောဆိုမှုလုံးမှုတွေဟာတန်ခြေကတန်ကိုဖြစ်တယ်လို့ကိုလုံးရက်တွေကကိုယ့်ကိုပြန်ဖြည့်ဆည်းတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကိုယ့်ကိုပြန်ပြီးယန္တုဖြစ်နေတဲ့အဓိပ္ပာယ်ရမြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ပုဒ်ကိုစဉ်းစားကြည့်လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားအချက်နဲ့ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေတယ်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်နေတယ်ဆင်ញင်သုံးသပ်ကြည့်ငါဟာငါလုံရကြောင်းငါကိုယ်ကိုယန္တုများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာယန္တုဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များယန္တုအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေကကိုယ့်ကိုကြီးပွားအောင်လုပ်တာတော့ကိုယ့်ကိုပျက်စီးအောင်လုပ်ရင်ယန္တုကကိုယ့်ကိုလှုပ်တယ်လို့ကိုယ့်ကိုလှုပ်ခြင်းကြောင့်မိမိကိုယ်တိုင်ဟာပျက်စီးရအဲ့တော့တခြားယန္တုကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေခေါင်းဖြစ်ကြလားသူများတွေမိတ်ဆွေကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်ကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်လားကိုယ်ကိုယ်တိုင်ဟာကိုယ့်ရဲ့ယန္တုများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်။ဒါမှအဖြစ်ပြောမယ်ဆိုရင်ကိုယ်ကိုယ်ဟာကိုယ့်ရဲ့ယန္တုဖြစ်ပါမလားလို့ပြောကောင်းပြောလိုက်။ကိုယ်ဟာကိုယ့်ရဲ့မိတ်ဆွေပဲလို့ဒီလိုထင်ကောင်းထွက်လိုက်။အလွယ်လေးရဲ့တွေးကြည့်လိုက်လူတယောက်ဟာကြီးပွားတိုးတက်ခြင်းတယ်။ဒါပေမဲ့လို့အယက်သေးစာမူရဲ့စေဝါတွေသုံးဆွဲတယ်အယက်သေးစာတောက်စားသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအကျင့်သီလပိုင်းဆိုင်ရာပထမယောနေလာတယ်နောက်ပိုင်းရောက်တဲ့အခါကျမ်းမာရေးတွေထိခိုက်လာတယ်အသုံးဖြုံးတွေများလာပြီးကျမ်းမာရေးထိခိုက်တယ်စီးပွားရေးထိခိုက်လာတယ်နောက်ဆုံးမှာအယက်ကြောင့်အသက်ထိပြီးတော့အသက်ကွဲသေးရတယ်ဆိုအဲ့တော့ဒီလူကိုဘယ်သူကတတ်တာတော့လို့ဆိုဒါသူ့ကိုယ်သူလောက်တာပဲလေသူ့ကိုယ်သူလောက်တယ်ရန်သူတယောက်ကသေစေခြင်းလို့တတ်လိုက်တဲ့အသက်ခံရတဲ့လူလိုပဲဒီလူဟာသူ့ကိုယ်သူပြန်တတ်တဲ့အထိပဲရောက်တယ်ပေါ့ဒါကြောင့်မို့မိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်တယ်ဆိုတာကိုယ့်ရဲ့လောက်ရကကိုယ့်ကိုပြန်တတ်နေလို့ရှိရင်ဒါကိုယ့်ရန်သူပဲဖြစ်တယ်ကိုယ်မိတ်ဆွေဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ဟာမကောင်းမှုဒုစရိုက်တွေရှောင်တယ်လိမ့်လိမ့်မာမာနေတဲ့စီးပွားရေးကြိုးစားအထုတ်တယ်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတယ်အဲ့လိုလုပ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းကြီးပွားတိုးတက်လာစီးပွားဥစ္စာကြီးပွားတိုးတက်မှုမရှိတော့ကျမ်းမာရေးတွေဆွေးယုံမှုမရှိဘူးဂုဏ်သတင်းတွေပြည့်ရွံ့တာမရှိဘူးလူထဲမှာလူဝင်ဆန့်တဲ့ပုဂ္ဂိုလ်လူတော်လူကောင်းတယောက်ဖြစ်ရောက်တယ်အဲ့ဒါဘယ်သူလုပ်တာတော့လို့ဆိုကိုယ့်ကိုယ်ပဲလုပ်တာအဲ့ဒါကြတော့ကိုယ့်ကိုမိတ်ဆွေလို့မိမိကိုယ်တိုင်နေပြီနဲ့မိတ်ဆွေကြီးပွားတိုးတက်မှုလုပ်တယ်ကိုကြီးပွားသွားတာဟာကိုယ့်ရဲ့ကြိုးစားမှုပဲ
အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်စရန္တိဘာလာဒုံမေတာမစင်စားတတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်ဒုံမေတာစဉ်းစားဉာဏ်လုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကင်းမဲ့တဲ့မယူရဲတွေကဘာလို့တော့အမိတ်တေနေဝအတ္တနာမိမိကိုယ်တိုင်မိမိရဲ့ယန္တုဖြစ်ပြီးတော့စရန္တိဘဝမှာသွားလာနေထိုင်ရတယ်တခြားယန္တုမဟုတ်ဘူးကိုယ့်အကိုယ်ပဲဖြည့်ဆည်းနေကြတမောတန်ဖြတ်တန်ကြီးတဲ့တန်ကြီးတဲ့တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်တွေကကိုယ့်ရဲ့လောက်ရကကိုယ့်ကိုဖြည့်ဆည်းနေတယ်မိမိကိုယ်တိုင်သိတာလည်းမိမိယန္တုဖြစ်တယ်ကရွန်တာပပကံကမ္မယံဟောတိကတုကပ္ပလအကျိုးပေးလို့ရှိရင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလုပ်ခြင်းအဖြစ်ထိုလုပ်ရကြောင်းဆိုးကျိုးတွေကတနေ့ကိုယ်စီရောက်လာကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုးကျိုးတွေကိုမရောက်မူရစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်သည်မူရစေဝါရဲ့ဆိုးကျိုးကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုယ်စီရောက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်တယ်တခြားယန္တုမဟုတ်ဘူးဒါကိုမြတ်စွာဘုရားတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ်အဲ့တော့တစ်ဖက်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုမိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ယန္တုလားဆိုတာအမြဲတမ်းစဉ်းကျင်သုံးသပ်ကြည့်ရန်သူနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ရန်သူမိတ်ဆွေဆိုးကျိုးဖြစ်ပေါ်စေရင်ရန်သူကိုယ်တဏ္ဍမှာမကောင်းတဲ့အကျိုးတွေဖြစ်စေသည်များရန်သူကလှုပ်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာသည်များမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်တဏ္ဍမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ငါဟာငါရဲ့ယန္တုဖြစ်နေပြီလို့ကိုယ့်ကိုယ်စဉ်းစားကြည့်ကိုယ့်ကိုယ်ဖြစ်စီရဲဆိုတဲ့လောက်ရတဲ့ဟာဘာတွေနဲ့ဥပမာတူတော့ဆိုဝါပွင့်နေဝါပင်ကိုသိစေတယ်ကျူပွင့်ကကျူပင်နေပွင့်ရင်ကျူပင်သေးတယ်ပေပင်ကအသီးသီးလို့ရှိရင်ပေပင်သေးတယ်ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုလို့ဖလံဝေကတလေဟန်တုဟန်တိဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ကျူပင်ကိုတတ်တယ်ဟောမကောင်းတဲ့လုပ်ရမကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအတိညာကိုသုံးချရမယ်အသုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ယန္တုမဖြစ်အောင်နေရမယ်ငါသည်ငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းစဉ်းစားမှုလိုအပ်တယ်ပေါ့အဲ့တော့အဲ့လိုမိတ်ဆွေဖြစ်အောင်နေမယ်ဆိုလို့ရှိရင်ဘယ်လိုနေရကိုယ်တိုင်ဟာကိုယ့်ရဲ့မိတ်ဆွေရန်သူမဖြစ်အောင်ဘယ်လိုနေရမလဲဆိုမြတ်စွာဘုရားဟောထားတာရှိတယ်အတ္တနိစေပိယံစဉ္ညာနတ္တံပပေနတံယုစေကိုယ်ကိုတန်မိုးရှိတယ်နော်
ကိုကိုတန်ဖိုးရှိသူအဖြစ်လေးစားမယ်ကိုကိုလေးစားမယ်ကိုကိုမြတ်နိုးမယ်ကိုဘဝကိုတန်ဖိုးထားတယ်ဆိုတဲ့လူတစ်ယောက်ဟာနန္နံပပေနတန်ရုစီကိုယ့်ရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့လုပ်ရက်တွေမဖြစ်ပါစေနဲ့မကောင်းဘူးဆိုတာပါလေဒီနေရာကိုမကြိုက်လို့မကောင်းတာလားကိုကြိုက်ရင်အကောင်းလားမကောင်းတာနဲ့ကောင်းတာကိုဘာနဲ့တိုင်းတာမလဲသုဒ္ဓတစ်ခုရပြောမယ်ဆိုရင်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုဘာနဲ့တိုင်းတာရတော့လို့ဆိုလို့ရှိရင်နတ္တံကမ္မံကတံသာဓုရှံကတ္တဝအနုတ္တပတိမကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးလို့ရှိရင်စိတ်ပူရတယ်လုပ်ပြီးလို့ရှိရင်စိတ်ပူနေရတယ်ကြောက်လန့်နေရတယ်စိုးရိမ်နေရတယ်ချစ်လေမူရစေဝါသမားမူရစေဝါသုံးနေပြီစိတ်ကူနေရပြီလေဘယ်တော့အဖမ်းခံအောင်လို့ဘယ်တော့ဘာလုပ်ခံစိတ်ကူတာမဟုတ်တာလုပ်ထားတဲ့လူကစိတ်ကူတာရှံကတ္တဝအနုတ္တပတိရဲရန်စိတ်ထဲမှာပူနေအိမ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရလုံခြုံမှုသူ့စိတ်ထဲမှာဘယ်တော့မှမရှိဘူး6 ခနဲ့ကြားရင်လမ်းဖြတ်နေရတဲ့အနေအထားမျိုးကိုလှုပ်ထားတဲ့လွတ်ရကကိုယ်ကိုပြန်6ပြီးတော့စိတ်ပူနေရအဲ့ဒါတွေမကဘူးယတအတုမုခောရောဓံဝိပကံပဋိသေဝတိအကျိုးပေါ်လာတဲ့အခါမှာရှိုက်ချီတငယ်ငိုယိုပြီးတော့အကျိုးကိုကြိတ်မိတ်ခံစားရတဲ့အလုပ်မျိုးတဲ့အဲ့ဒီအလုပ်မျိုးဟာမကောင်းတဲ့အလုပ်ဒီလိုဆိုလို့တယ်လုပ်ပြီးရင်စိတ်ပူရတယ်အကျိုးပေါ်လာတဲ့ result ပေါ်လာပြီဆိုလို့ရှိရင်ဆိုးကျိုးကိုကြိတ်မိတ်ခံစားရတယ်အဲ့ဒီအလုပ်မျိုးမကောင်းတဲ့အလုပ်လို့ဒီလိုမှတ်နောက်တစ်ခုကမကောင်းတဲ့အလုပ်သည်ကိုယ့်ကိုထိခိုက်တယ်သူတစ်ပါးကိုထိခိုက်တယ်ကိုယ့်ကိုပျက်စီးစေတယ်သူတစ်ပါးကိုပျက်စီးစေနှစ်ဦးလုံးကိုဖျက်ဆီးတတ်တယ်အကုသိုလ်တွေတိုးပွားစေတတ်တယ်မကောင်းတဲ့ဘက်ကနေတိုးပွားပြီးကောင်းတာတွေရောပါသွားမယ်ဆိုရင်ဒါမကောင်းတဲ့အလုပ်သူသတ်မှတ်မကောင်းတဲ့အတွေ့မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်တွေလို့သူသတ်မှတ်တယ်စံနဲ့သတ်မှတ်ပြီးတော့ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ရကိုယ့်အတွက်အကျိုးပြုတဲ့အလုပ်လားအကျိုးမပြုတဲ့အလုပ်အကျိုးပြုတယ်ဆိုတဲ့နေရာမှာရေရှည်အကျိုးပြုတဲ့အလုပ်လားထာဝရကောင်းတဲ့အလုပ်လားအဲ့ဒီလိုဆင်ញင်တုံတရားရှိဖို့လိုအပ်တယ်ဒါဖြင့်ကောင်းတဲ့အလုပ်ဆိုတာဘာနဲ့ပြောတာတော့လို့ဆိုတင်္စကမ္မံကတံသာဓုယံကတ္တဝနာနုတ္တပတိကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်ဘယ်တော့မှစိတ်မပူရဘူးတဲ့ဟုတ်တယ်သီလဆောင်လို့မိမိဆောင်တဲ့သီလကိုအကြောင်းပြုပြီးတော့စိတ်ပူရတယ်မရှိဘူးဒါနကောင်းမှုလုပ်တယ်လုပ်ပြီးရင်စိတ်ပူရတယ်မရှိဘူးကမ္မထန်ထိုင်နေထိုင်ပြီးစိတ်ပူရတယ်မရှိဘူးပရိဒအလုပ်တွေလုပ်တယ်လုပ်မိသည့်အတွက်ကြောင့်စိတ်ပူရတယ်မရှိဘူးကောင်းကျိုးချမ်းသာရတဲ့အလုပ်တွေလုပ်လိုက်တာပျော်ရွှင်ချမ်းမြေ့လုပ်တဲ့အချိန်မှလည်းလွတ်ပြီးတဲ့နောက်မှလည်းစိတ်မပူရဘူးယတပတိတောသူဝနောဝိပကံပဋိသေဝတိ result ပေါ်လာတဲ့အခါကျတော့လေနှစ်ချိုက်ပီတိဖြင့်အကျိုးကိုရရှိခံစားရတယ်အဲ့တော့လုပ်ပြီးစိတ်မပူရဘူးဝမ်းသာနေရတယ်အကျိုးပေါ်ရင်လည်းပဲဝမ်းမြောက်ဝမ်းသာခံစားရတယ်ဆိုတဲ့အလုပ်မျိုးဟာကောင်းတဲ့အလုပ်လို့ခေါ်တယ်အဲ့တော့ကိုယ်ဘဝမှာကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့လိုတယ်ကိုယ်လည်းမထိခိုက်ဘူးသူတို့အားလည်းမထိခိုက်ဘူးနှုတ်သားလုံးကိုလည်းမထိခိုက်ဘူးကောင်းတဲ့အလုပ်အဲ့ဒီကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာခွဲခြားသိပြီးတော့ကိုမျက်နှိုးပြီးတန်မိုးထတတ်တဲ့လူတစ်ယောက်သည်နနံပပေနတန်ရုစီ
ကိုမကောင်းတာတွေနဲ့ဘယ်တော့မှမတွဲမိစေနဲ့မကောင်းတဲ့အတွေးတွေမတွေးမိဖို့မကောင်းတဲ့အပြောတွေမပြောမိဖို့မကောင်းတဲ့အလုပ်တွေမလုပ်မိဖို့ထိမ့်သိမ်းဆော့ရှောက်ရမယ်အဲ့တော့ကိုလို့ရကောင်းတဲ့အလုပ်ပဲလို့ဒီလိုဆိုလို့တယ်ပေါ့မြတ်စွာဘုရားဘာကြောင့်မကောင်းတာတွေနဲ့မတွဲမိစေနဲ့လို့ပြောတော့လို့ဆိုနာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတကာရိနာမကံမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့ချမ်းသာဒုက္ခရဖို့ဆိုတာမလွယ်ဘူးသို့သောခဏခေတ်မှာလူတွေကတော့တွေးကောင်းတွေးလေမဟုတ်တာလုပ်တဲ့လူတွေကြီးပွားနေတယ်လို့ပြောကောင်းပြောတယ်အေးအားကြစရာမဟုတ်ဘူးတခဏမှအစဉ်ပြေးနေတယ်လို့ရှိလို့အကျိုးပေါ်တာနဲ့တပြိုင်နက်ဒုက္ခရောက်အဲ့ဒါကိုမြတ်စွာဘုရားဗာနဲ့ရှင်းပြတော့လို့ဆိုသစ္စုခိရံဝမௌစတိနွားနုဆိုတာညစ်ပြီးရင်ညစ်ပြီးချင်းချင်းမသွားဘူးဒိဉ္ရင်ဖြစ်မသွားဘူးအချိန်ကြာမှဒိဉ္ရင်ဖြစ်တယ်အဲ့တော့နွားနုဟာညစ်ပြီးကစားမှာဒိဉ္ရင်မဖြစ်တယ်လို့ကုသိုလ်ကောင်းအကုသိုလ်ဟာလည်းပဲလုတ်ပြီးကစားမှာကောင်းကျိုးချမ်းဆိုးတဲ့အကျိုးကိုမပေးသေးဘူးတဲ့မပေးသေးတော့အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးလေးကိုခံစားနေရတာကိုဒီအကုသိုလ်လောကကြီးပွားနေတယ်လို့စိတ်ထဲမှာဒီလိုထင်တာတဲ့မြတ်စွာဘုရားဒေသနာတော်တွေမှာဆုံးမပြီးတတိပေးထားတာအထင်မလွဲဖို့လွဲမှားတတ်တယ်ပေါ့တချို့ကမျက်စိလေးမျက်တောင်လေးတစ်ဆုံးကိုမကြည့်နဲ့မဒုံဝမညတိဘာလောယဝပပနပစ္စတိမကောင်းမှုအဟုသို့အကျိုးမပေးသေးလို့ရှိရင်အတိညာမရှိတဲ့ပုဂ္ဂိုလ်ဟာပြားတကားလို့ချိုးတယ်လို့စိတ်ထဲမှာထင်ပြီးတော့လုပ်နေတာတဲ့ယထာသပစ္စတိပါပံဘာလောဒုက္ခနိဂစ္စတိအကျိုးသက်ရောက်မှုဖြစ်လာပြီဆိုရင်တော့အဲ့ဒီကြရင်တော့ဒုက္ခရောက်ပြီလားမှတ်ပြီးတော့ဥပမာဘာနဲ့တူတော့ဆိုရင်အစိတ်ခတ်ထားတဲ့အရက်ချိုနဲ့အလားတန်တူတယ်ချိုမြပြီးအနံကောင်းတဲ့ဘီယာအရက်ဆိုတာတော့အဲ့ဒီမှာစိတ်ခတ်ထားစိတ်ခတ်ထားတာကိုစိတ်ခတ်ထားမှမသိလို့တောက်လိုက်တယ်ဝင်သွားတဲ့အချိန်လေးမှာရှားပေါ်မှာဖြတ်သွားကြိုက်တဲ့လူဖို့ရတာရှိကောင်းတယ်အေးမကြခင်မဲ့စိတ်ကအလုံးလုံးလာပြီဆိုတဲ့အချိန်ကြာရင်အမလေးလူလေးဖြစ်လာပြီပေါ့အသက်ပါဆုံးရှုံးသွားအဲ့ဒါမျိုးလိုပဲအကုသိုလ်အလုပ်ဆိုတာအကျိုးမပေးသေးရင်ပြားတကလူချိုးနေတတ်တယ်တဲ့အကျိုးပေးပြီဆိုရင်တော့ဒုက္ခရောက်ပြီလို့ဆိုလို့ဖြစ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကနာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတကာရိနာမဟုတ်တာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာပုံမှန်အားဖြင့်မဖြစ်နိုင်ဘူးတဲ့ခဲရင်နေဒါကြောင့်မို့လို့ကိုယ်မကောင်းတာကိုမလုပ်မိဖို့ထိမ့်သိမ်းဆောက်ရှောက်မယ်လို့ဒီလိုဟောတာပေါ့နော်အဲ့ဒါကိုမိမိကိုယ်တိုင်မိမိရဲ့ရန်သူမဖြစ်အောင်နေတာထိုင်တာပဲဖြစ်တယ်အကယ်၍သာမကောင်းမှုတွေလုပ်မယ်ဆိုရင်ကိုဟာကိုယ့်ရဲ့ရန်သူဖြစ်သွားကိုဖြစ်ခြင်းနဲ့ကြီးပွားတိုးတက်မှုလို့ကိုဖြစ်ခြင်းနဲ့ကောင်းကျိုးချမ်းသာလို့ဘယ်တော့မှရမှာမဟုတ်ဘူးကိုယ့်ရဲ့ရန်သူဖြစ်သွားပြီးတော့ကိုဟာကိုရန်သူလို့ပြုကျင့်တဲ့အနေအထားမျိုးတစ်ခုရောက်သွားနိုင်တယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားကဘဝတစ်ခုအဆုံးထိအောင်ကြည့်တယ်အနဂေနာတိပဏ္ဏတ္တသဟတောမနုတံဘဝလူဆိုတာဒီနေ့ကျတော့သိတာပဲလူဘဝလူခန္ဓာကိုစွန့်ပြီးတော့သိပြီတို့ဆိုတဲ့အချိန်မှာ
ကိဉ္ဟိတတပကံဟောတိကိဉ္စအာရယကိစ္စတိသေပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတယ်နော်သေချာစဉ်းစားကြည့်ယာရုဘလောက်ကြီးကြီးပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမှိတ်ပြီးတော့သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သူပိုင်တာတစ်ခုမှမရှိတော့ဒီဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မောတောင်မှကြာမထားဘူးတခြားပို့ပြစ်ခံတေချာပိုင်ဆိုင်မှုတွေလည်းအကုန်ဆုံးသက်သွားပြီကိုယ်အိမ်မောတောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမှိတ်ခင်လေးတော့ဟာပါရီပိုင်နေညာရီပိုင်နေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ခုံယူဝင်ကြွားပြီးနေနိုင်တော့လည်းပဲသိချင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆွန့်လိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာဘာရှိတော့ဘာပိုင်တာရှိတော့ကိဉ္စအာရယကိစ္စတိနောက်ဘဝသွားတာသူတယောက်တည်းသွားတော့ဘာယူပြီးတော့အိမ်မောကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိန်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူသွားလို့ရဘာတစ်ခုမှယူသွားဘာသူယူသွားလို့ရတော့နဲ့မိကုံထုတ်တာကိဉ္ဟိတတပကံဟောတိဘာကသူပိုင်တာဖြည်သေးတော့ကိဉ္စအာရယကိစ္စတိသူဘာကိုယူသွားရတော့ကိဉ္စတအနုကံဟောတိသူ့နောက်မှာလိုက်သွားတာဘာရှိတော့ဆာယဝအနပ္ပိုင်အရေးလို့မခွဲမကွာသူ့နောက်ပါသွားတာဘာရှိတော့စဉ်းစားခိုင်းတာနော်ငါသိသွားလို့ရှိရင်ငါပိုင်တာဘာရှိလဲနော်ငါယူသွားလို့ရတာဘာရှိလဲငါနောက်ကပါလာမှာဘာရှိလဲဟောဒီအချက်၃ချက်ကိုစဉ်းစားကြည့်ရအဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံညင်စပပင်စယမစ္စောကုရုတိဣဒလက်ရှိဘဝမှာတဲ့တရားတူလူသားတူဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကုသိုလ်လုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတတကံဟောတိကိုလုပ်ခဲ့တဲ့အလုပ်ဒီပဲလေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသိုလ်လုပ်မယ်အကုသိုလ်လုပ်မယ်ကိုယ့်ရဲ့ထဲမှာဖြစ်သွားပြီစိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကကိုယ့်ရဲ့ထဲမှာဖြစ်တယ်ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရဲ့ထဲမှာရှိတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခုနကိုယ့်ရဲ့ထဲမှာဖြစ်ခဲ့တဲ့အလုပ်တွေဒီဘဝမှာမသိခင်လူတွေဟာနေ့စဉ်နဲ့အများလုပ်တယ်စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလည်းအောင်လုပ်တယ်အဲ့ဒီကိုယ့်ရဲ့လုပ်ရကံလေးသာလင်တင်ကြီးတတပကံဟောတိတယ်အဲ့ဒါသူ့ရဲ့သူပိုင်တဲ့အရာအဲ့ဒါပဲရှိအဲ့တော့ဒီနေရာမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိန်ရှည်ရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမှိတ်ခင်မသိခင်လေးအတွင်းမှာပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတယ်သိလိုက်တာနဲ့တပြိုင်နက်အကုန်လုံးဘာမှမပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လုတ်ခဲ့တဲ့လုတ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလုတ်ရင်ကောင်းတာမကောင်းတာလုတ်ရင်မကောင်းအကောင်းဆုံးနှမျိုးလုတ်ရင်နှမျိုးလုံး तू ပိုင်နေအေးအဲ့ဒါဒီပဲလင်သူ့ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရယကိစ္စတိအဲ့ဒါပဲဟိုဘဝယူသွားလို့ရမယ်နောက်ဆုံးမှအဝတ်ကောင်းရင်တော့ချွတ်ယူလိုက်သေးတာနော်လက်စွပ်ဆိုဘယ်သူမှစိုးမပေးလိုက်ဘူးချွတ်လိုက်မှာပဲတေချာစိတ်ငကကြီးဆိုလည်းဖြုတ်လိုက်မှာပဲလေမတန်တဲ့ငကကြီးနဲ့မကောင်းမှုဆိုဖြုတ်ယူလိုက်အောင်မှာအဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိ
ဘာရှိတုံးလို့ဆိုလို့ရှိရင်သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကလောက်လိုက်ပို့ပြီးပြန်လှည့်လာမှာပဲဒါပဲခိုးဘက်တော့ပို့လိုက်မှာမဟုတ်ဘူးเนาะလိုက်ပို့တာသာလုံးမှာလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်သတ္တအနုကံဟောတိဆာယဝအနာပါတိသူနဲ့ကပ်ပြီးတော့ပါနေမှာကတော့သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသိုလ်တွေလုပ်ရင်အဲ့ဒီကုသိုလ်တွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသိုလ်တွေလုပ်ရင်မကောင်းတဲ့အကုသိုလ်တွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေးစာကြိုက်အဲ့ဒီမကောင်းမှုအကုသိုလ်လုပ်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့အပင်ငရဲရောက်သွားတယ်အပင်ငရဲကလွတ်ပြီးလူပြေရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်။အမှန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနှံကြက်မပြည့်တဲ့လူလာဖြစ်လာ။အဲ့ဒါဟာရဇတ်ပဲ။ဆိုးတဲ့ရဇတ်တွေရရှိလာ။ဒီလိုဆိုလို့ရတော့နော်။တင်သတ္တအနုကံဟောတိဆာယဝနာပါယိနိကိုလို့တဲ့ကံသေးတာလဲအရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှာဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းဆင်ခြင်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတပိတတ္တကမ္မတကသရဝမှန်မြကိုယ်ပိုင်ဥစ္စာဆိုတာကံတာပဲကျန်တာပိုင်ဆိုင်မှုတွေတခဏပဲတဲ့အတိုင်းအတာတစ်ခုရှိတယ်ထာဝရပိုင်ဆိုင်မှုဒီကံတာလင်ဖြစ်တယ်တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာယံကမ္မံကရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတထာထာဘောိတန္တိကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကုသိုလ်လှုပ်လို့အကုသိုလ်လှုပ်လို့လှုပ်သမျှတွေရဲ့အကျိုးဆက်အမွေရစက်ကိုဘယ်သူခံရတော့ဆိုလှုပ်သူပဲခံရမယ်လို့ဒီလိုဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ့်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်အတ္တဟိတပရဟိတကိုယ်ကိုလည်းအကျိုးမပြုဘူးသူတော်ကိုလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်မယ်ဒီလိုဆိုလို့တော့ပေါ့ပြောတဲ့အခါမှာလည်းသူများကိုလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတဲ့စကားမျိုးပြောမယ်လုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကိုလည်းအကျိုးပြုတဲ့အလုပ်မျိုးကိုပဲလုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာတတ္တမကရိယကလျာဏဒီလိုဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်ကိုယ်နဲ့အတူပါလာတာကံတာဖြစ်သောကြောင့်နဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတန်မိုးရှိမဲ့ကုသိုလ်လုပ်တွေကိုလုပ်ပါနိစ္စယံတံပရာယိကတမလုံးဘဝမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်လုပ်တွေကိုလုပ်ပါဘာကြောင့်ဒီလိုတိုက်တွန်းရတော့ဆိုပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါနေတာကုသိုလ်ကောင်းမှုဆိုတာပရလောကရောက်သွားလို့ရှိရင်ပြုလို့သူတရားတွေအတွက်အားကိုးစရာဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာအမေလည်းအားကိုးအောင်မှာမဟုတ်ဘူးအဖေလည်းအားကိုးအောင်မှာမဟုတ်ဘူးမိသားစုလည်းအားကိုးအောင်မှာမဟုတ်ဘူးကိုလုပ်တဲ့ကံတရားတွေဒါလည်းကိုယ့်ရဲ့အားကိုးအားထားရဖြစ်တယ်လို့ဆိုတာဘုရားမြတ်စွာအတိလင်းဟောကြားထားတာဒါဘုရားတာဝကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့ဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်ပေါ့အဲ့ဒီဆုံးမစကားကိုမိမိတို့ကိုယ်တိုင်လိုက်နာကြတာဖြစ်တယ်အဲ့ဒီလိုက်နာမှအကျိုးဆိုတာပေါ်တာဖြစ်တယ်ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်သည်စေပက်ဆိုင်ရာတကြွနားလေတဲ့သမားတော်စီသွားရင်
သမားတော်ကတဲ့တဲ့အစာမတဲ့တဲ့အစာရှောင်ရမှနဲ့ဆောင်ရမှာကိုပြောမယ်တောက်ရမယ်ဆေးကိုပေးမယ်ဆေးမှန်တောက်ပြီးရှောင်ရမှာတွေကိုရှောင်မယ်ဆောင်ရမှာဆောင်မယ်ဆိုရင်ဒီလူနာဟာယောဂပြောက်မှာပဲထို့တူပဲမြတ်စွာဘုရားရဲ့တတိတဝကအဖြစ်ခံယူကြတဲ့ဘုရားဗဒဝင်သူတော်စင်တွေမြတ်စွာဘုရားကဒါမကောင်းဘူးမလုပ်နဲ့ရှောင်အကုသိုလ်မှန်သမျှရှောင်ရမယ်ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ရမယ်လို့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားရမယ်လို့ဒီလိုဆုံးမဩဝါဒပေးတာကိုမိမိကိုယ်တိုင်ကအကုသိုလ်ကိုရှောင်ကျင်ခြင်းကုသိုလ်မှန်သမျှကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတဲ့အလုပ်တွေကိုကိုယ်တိုင်လုပ်မှသာလေကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိကိုယ်တိုင်မိမိရဲ့ရန်သူမဖြစ်ပါစေနဲ့ဆိုတာအကုသိုလ်လုပ်ခြင်းဖြင့်မိမိကိုယ်တိုင်သည်မိမိရဲ့ရန်သူအဖြစ်ရောက်သွားနိုင်တယ်လူဘဝရတဲ့အချိန်လေးမှာကုသိုလ်ကောင်းမှုလုံးဝသာလေမိမိကိုယ်တိုင်မိမိရဲ့မိတ်ဆွေအစ်စ်ဖြစ်လာမှာဖြစ်တယ်။ကောင်းကျိုးချမ်းသာကိုရကြလို့ရှိရင်မိမိရဲ့မိတ်ဆွေပမာမိမိကိုယ်တိုင်ရဲ့မိမိမိတ်ဆွေဖြစ်လာဖို့အတွက်ကုသိုလ်ကောင်းမှုကိုသာလုပ်ပြီးဘဝမှာအပြစ်ကင်းအောင်နေပြီးကြီးမားသောစိတ်ဆန္ဒပြင်းထန်သောလုံလဝိရိယကြံ့ခိုင်သောစိတ်ထားမြင့်မားသောအသည့်တရားတို့ဖြင့်ဘဝကြီးပွားရေးကိုတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်။ဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေမိမိကိုယ်တိုင်မိမိရဲ့ရန်သူမဖြစ်အောင်မိတ်ဆွေအဖြစ်ရအောင်ကျင့်သုံးနေထိုင်ကြမယ်လို့ကိုယ်စီတန်ဋိဌာန်ချပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာပြေရန်กว่าချမ်းသာကြပါစေတတဝါများစွာပြေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေသံကျွမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရှင်မြို့ဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း